မ်းသာစားတယ်နော်โอเคစမမလေးတော့တိုင်းနေပါတယ်ကိတ်မုံကိုကျွန်တော်ပြောင်းနိုင်ထုံးလို့မဖြစ်နိုင်ပါဘူးခွဲပါမယ်ဒါပေမဲ့ဗတ်သေးတစ်ချက်လေးတော့ဆိုပြပါမယ်နော်အစောတငယ်ချင်းတွေအောင်ရှိတော့လားဆိုပြနေတယ်ခေါ်လို့စမပြန်ခေါ်တယ် 1, 2, 3. Happy birthday to you. Hello, ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဆုံးနှုတ်ဆက်မဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာကဲ DJ တစ်ချိန်အောင်ဖွင့်ပါ